자, 이 장고 지금이죠. 말이 지금이 와就是印度예수스라고 쓰니까 아시 도주라 보아 그만데 세진이셔. 뭐 마지막에 이게 아무 말이야. 바리니推来的 비싸고 빨래. 성산 친구 디가네 두라 마이클라시 레하라 성산 친수라데 성산 약속시사 라 나오셔치 갔다네 아 잡래 이 짠다네 뭐 약간 왜 이사서 짠다 제가 땅에 지래 야마다 엄마가로 잡래네 보라 아 자생아 지게라서 또 근데 라야 정말 나오셔치 그냥 리수 뭐냐래 아들 뭐라 하냐 나냐 뭐 아소 요 리수 그냐 리수 뭐냐 나냐 나냐만데 거리 손이 라미와 그다 뭐냐 성자 나오셔치ဟုတ်ပြီနော်ဒါတခုကျွန်တော်တို့ရှိသားတယ်နော်ဒီထားမိလားမသိဘူးစာချက်နဲ့ဘူးမှမထားဘူးနော်ဒီကလူပဲမဟုတ်ဗမာပြည်ကလူလည်းခရိယာတိုင်းကဒီစုံစမ်းနောက်ဆက်ခြင်းကိုမလေးထားဘူးကျွန်တော်တို့ဘဝမှာလာတယ်ဆိုတာကိုသိလားမသိဘူးနော်ဟုတ်ပြီနောက်တစ်ခုပါလေရာတော့คือညမပေါ်လာတယ်ရောဒီမှမသိနေတာဒီကျမ်းစာမှာတော့ဘာလုပ်တယ်လဲဆိုရင်ဘာလဲဆောင်ခြင်းနော်ဒီကူဆိုတာဒီထက်တာဒီစုပိုင်းဒီရှင်ညမှာနော်ဒီရှင်ညမှာနဲ့အပြစ်ပေးဆောင်ခြင်းတော့တိတ်တော့မကိုက်ဘူးနော်ဒီဆိုတော့လေနာပါလေအဲဒါအပြစ်ကတော့ဆွေးနေတယ်ကွာဆွေးနေဒီနာမှာကူရှင်ညပဲနော်ဒီအရဲ့ဘာပထမတပြောပါလာလဲနောက်တစ်ခုပါလေဆောင်ခြင်းဒီရှိဟုတ်နော်ကျွန်တော်တို့သားနေတာနောက်တစ်ခုရှိတယ်တော့အလဝငါညာမတ်တဲလေးအနေတက်ကိုဖတ်ကြည့်တဲ့အခါမှာတွေ့ရတယ်ဇာညံမှာဇာရှင်ညံမှာဘုမဇာညံမှာမတ်တဲလေးမှာတော့ဟုတ်တယ်မတ်တဲလေးကဘာအကြောင်းလဲဆိုတော့စောတယ်လေတွေးဆောင်ခြင်းစောပါရေးဆိုတဲ့တွေးဆောင်ခြင်းဇာညံမှာဇာညံမှာဘုရားငါမေလောင်မြင်မောညာလို့ဘုရားပဲညာစုံစမ်းခြင်းလို့စုံစမ်းတွေးဆောင်ခြင်းတတိထားတော့စုံစမ်းအဖြစ်တွေးဆောင်စုံစမ်းကဲအမျိုးသားတူတလားဆရာတို့သိတာကစုံစမ်းခြင်းတစ်ခုပဲသိပဲတယ်နော်လမ်းညမကိုဒီမှာဘုရားလေ妈咪关老年个伢，雅库个嘛，你习惯，雅库这个说有呢，那是哪个呢？咱伢嘛呗，可是伢嘛，刚才没司法意思的，咱伢嘛的老年个伢，老年娃伢的话，首先对上去就比，到下路也可以啊，这大嘛，首先先不能这个样子，都有是吧？ကျမ်းစာထဲမှာပေါ်ပြထားတဲ့ဆရာကတော့ပြောပြတယ်နော်အဲ့တော့ဒီစုံစမ်းခြင်း၃မျိုးကိုကျွန်တော်တို့မသိသေးခင်ခရိယန်အသက်တာမှာလက်လျှောက်တဲ့အချိန်ကဆရာတို့အတွက်အခက်အခဲတွေရှိဆရာတို့ရဲ့ယုံကြည်ခြင်းတွေမှာဝိညာဉ်ရေးရအသက်တာကြီးထွားလာဖို့အတွက်ယူရပါခဲ့တယ်အဟာအတာဖြစ်စီတော့ကောင်းကောင်းလေးဘာဖြစ်လဲသိထားဖို့လို့လေဒီနေ့ဆရာအဲ့ဒီအကြောင်းကိုဒီကဟောပေါ်ကြတယ်ဆိုတော့ဒီ
တရားကိုကြည့်တဲ့အခါမှာအပြစ်သွေးဆောင်ခြင်းဒီစုံစမ်းခြင်း၃မျိုးကိုကျွန်တော်တို့ဘယ်လိုနားလဲနားလေနားလေတော့ကျွန်တော်တို့ပြောကြည့်ရအောင် မေနာပြုလိခတ် ပြောကြည့် စုံစမ်းဒီမှာတော့ဘာတမတခုကဒီမှာနားလေဘုန်းနေစတော့စုံစမ်းတော့ရှေ့ချင်းဆိုတာဒီမှာတော့အသက်တာယုံကြည်သူရဲ့အသက်တာမှာတော့ဝေစုံစမ်းခြင်းအခက်ခဲတွေ့ကြုံစေတာပေါ့နော်အဲ့ဒါစုံစမ်းတော့ရှေ့တာပေါ့ကိုယ့်အသက်တာကိုတော့ရှေ့တယ်အဲ့ဒီအခက်ခဲတွေအဲ့လိုခံယုံကြည်တယ် ဟုတ်စုံစမ်းနောက်ဆက်ခြင်းဒီစုံစမ်းနောက်ဆက်ခြင်းကလူကိုဘာဖြစ်စေကျွန်တော်တို့ ဒုက္ခရောက်တယ် ချာဆုံး ဒုက္ခရောက်စေတယ် ဒီချာဆုံးဒီချက်စလေ ဒီချက်စေတယ်ခဏမြန်မာကျမ်းစာမှာဖတ်ကြည့်တဲ့အခါမှာလာညမှာတဲ့ ဒီကွာလေးစ ဒီပေါ်လေးဆိုညာပါရှိလေသူက ကောင်းကြီးရှင် ကောင်းရှိတယ်နော်စုံစမ်းခြင်းတူပဲစုံစမ်းခြင်းထဲမှာတော့မှအဲ့ဒီစုံစမ်းခြင်းတွေထဲမှာကောင်းကြီးရှိတယ်နော်ကျွန်တော်တို့ကစုံစမ်းခြင်းမှာလည်းများကမကောင်းလို့ပါဖြစ်တယ်ဆင်းတယ်ဟုတ်ခံပါလားနော်ဒါကြောင့်မလို့စုံစမ်းခြင်းကိုပဲဖြစ်တယ်မကြိုက်ဘူးဟောနာမစေကျန်စမ်းသားခြင်းတော့ကျွန်တော်တို့အသက်တာ စုံစမ်း အဆုံးကမှလည်းစုံစမ်းနောက်ဖြစ်ခြင်းကကျွန်တော်တို့ဖြစ်စီတယ်အဲ့ဒီစုံစမ်းနောက်ဖြစ်ခြင်းကဒါပေမဲ့အဲ့ဒီစုံစမ်းနောက်ဖြစ်ခြင်းထဲမှာပါရှိတယ်ကောင်းကြီးရှိတယ်ဆိုတော့ပြန်ပြီးတစ်ဆက်စဉ်းစားကြည့်အောင်ဒီကောင်းကြီးကဘယ်ရလဲဘုရားတခင်ရှိကလာတယ်ဟုတ်တယ်နော်ကောင်းကြီးကစာရန်ရှိရလားစာရန်ရှိရလာတဲ့ကောင်းကြီးကတော့ဘယ်ကောင်းလဲနော်စာရန်ရှိရလာတဲ့ကောင်းကြီးပဲပြောတော့ပါပဲတော့အဲ့ဒီကမတည်မြဲဘူးနော်ကိုယ့်အသက်ကိုဆုံးရှုံးစေတယ်ဘုရားသခင်ရှိလာတဲ့ကောင်းကြီးကဖြစ်တယ်ထောင်ရပြီးတယ်ဟောဒါစုံစမ်းနောက်ချက်ချင်းကတမျိုးဒါကြောင့်စုံစမ်းနောက်ချက်ချင်းကသူရှိရလာတယ်ဘုရားသခင်ရှိကလာတယ်ဆိုတာသိထားမှုဒါကြောင့်မို့လို့ယာကုပ်ကအဲ့ဒါလေးကိုရှင်းပြချင်နော်ဒါညာဟုတ်ပြီနောက်တစ်မျိုးဒါကိုပြောကြည့်ပါဦးအပြည့်သွေးဆောင်အဲ့လိုကနနပူอ่ะ ဘာကြီးစနေစနေကိုစီဒီကမ ဇာညစနေသွေးနဲ့ပါဆေးရတမှာဟုတ်ပြီဒါဆိုဒီကဘယ်ကလာလို့ချက်စာရန်ကလာတေးကြလားတေးကြတယ်အဲ့ဒီဒါဆိုဒါကြားချက်တစ်ချက်ပြောပြမယ်စဖာလေးမတမ်းပါဘူးကိုတော့ငါအချစ်ကြောပဲညာ ဒီစာရအောင်ကလိုက်နေပါစေပဲကောင်းမှုရပါရင်ဒီလိုလိုပါ ဟုတ်ပြီအပြစ်တွေးဆောင်ခြင်းတို့မလိုက်နိုင်ပါစေပဲမကောင်းတော့ပြရမှာလေကဲလို့ဟုတ်ပြီအပြစ်တွေးဆောင်ခြင်းဆိုတာကဘယ်ကလာလဲစာရန်ကလာတယ်လို့ဆိုကျောင်းကင်ရှာလာကျောင်းလာပြောတော့လေအပြစ်တွေးဆောင်ခြင်းခံရတဲ့ဒီကဘုရားသခင်ကငါ့ကိုစုံစမ်းတယ်လို့မထင်မှတ်နဲ့မပြောနဲ့ပေါ့ပြောရပါနော်အပြစ်တွေးဆောင်ခြင်းတွေကိုရောက်တဲ့လူကအဲ့ဒီကဖြစ်သွားတဲ့အခါမှာဘုရားသခင်ကငါ့ကိုစုံစမ်းတယ်လို့ဘယ်တော့မှမပြောနိုင်ဘူးဘုရားသခင်လောက်တာဟောအပြစ်တွေးဆောင်ခြင်းကဘုရားသခင်လောက်တာမဟုတ်အဲ့ဒါတော့မှတ်ထားဒါဆိုဘုရားသခင်လောက်တာမဟုတ်ရင်အမှားရဘူးကလို့စာရန်ကျွန်တော်တို့ကများတော့အဖြစ်စာရန်ကိုရှုပ်လို့ရတယ်ဘာလုံးမဖြစ်ရဲ့စာရန်တုံးချင်းနဲ့ရှုပ်ရင်ဘယ်လိုလဲကျွတ်တယ်စာရန်ဟုတ်ပြီဒါဆိုပြန်ကြည့်ရအောင်ဆရာတော်စာရန်ဘက်တော့သူကာဘာပြုတ်ပြီးပြောတာတော့မဟုတ်ဘူးเนาะဒါနဲ့တော့ဆယ်ဆရာတို့စဉ်းစားကြည့်စေချင်တာ
နော်ဆိုတော့ဒီမှာလောရှိတယ်ဒီရစီမှာလည်းလောရှိတယ်ကားမောင်းတယ်မဟုတ်လားကားမောင်းတော့လောတွေရှိတယ်ကျော်လို့မရဘူးသူရတဲ့နေရာမှာပဲရရပဲမိမိမှာမဖြတ်ရဘူးအရက်တောက်ပြီးတော့မမောင်းရဘူးဟုတ်နော် Okay ဒါဆိုပြန်ဆက်စမ်းတော့ကြည့်ရအောင်အရက်တောက်တာကောင်းသလားမကောင်းဘူးအရက်တောက်ပြီးမူးပြီးမှဟဲ့လေဘာဖြစ်လဲကြာဖြစ်မယ်စာတန်ကကြာဖြစ်ခိုင်းလာလားဖြစ်ခိုင်းနေများချင်းရဖြစ်မယ်တငယ်ချင်းတွေနဲ့ကြာဖြစ်မယ်တောက်တဲ့ဝိုင်းထဲမှာမဖြစ်မလဲစကားများကြမယ်ဒီမှာတော့တိတ်တောက်လာတော့မရှိဘူးဒီမှာတော့ဖြစ်မလားမရှိတော့မရှိဘူးဒီမှာတော့မရှိတော့ဘူးဘာလို့လဲဆိုတော့ဥပဒေကချုပ်လိုက်တာနင်တို့ချုပ်လိုက်တယ်ဥပဒေကချုပ်လိုက်တော့လူကဘာဖြစ်လဲကြောက်သွားတာမဟုတ်လားဒီမှုအကုန်လုံးကိုမမထားပေးဘူးလားမထားတယ်စိတ်နာတော့ကိုကဘာဖြစ်သွားလဲမဟုတ်ရတော့နော်ဒီမှုတကူဖြစ်ရင်နာကျင်ရှိဘူးလားရှိတယ်နာကျင်ကလည်းတော့မဟုတ်နော်မတ်တန်လည်းရှိတယ်ဒီမတ်တန်ဘယ်တော့မှမပြောက်ဘူးကိုမသိမချင်းဒီမတ်တန်ရှိတယ်ဆိုတော့ဒီကလူတွေကလည်းကြောက်အမာပြည်ကလူကြောက်ပါတယ်မတ်တန်လည်းသိတာမရှိဘူး president တွေလည်းဘာမှလည်းဒီဆိုင်ဘူးလူသိရင်လည်းဘာမှပြတ်တယ်မဖြစ်ဘူးဆိုတော့တောက်ကြစားကြမောင်းကြတော့ဆိုင်ကယ်တွေကြားတယ်မလားဆိုင်ကယ်တိုက်တယ်ဟုတ်ပြီဆောက်စားဆိုလို့ချင်တာကဂျစ်ဘလို့ဂျစ်ဘကဘာလို့တောက်တာမသိဘူးရှင်စိတ်ညစ်တော့ကိုတောက်ရှိရှိရောတောက်လေလူရှိတယ်ဟုတ်တော့ရှင်လို့တောက်လေလူရှိတယ်ကြိုက်လို့တောက်တာရှိတယ်ဘလုံးလေးတောက်ဝေးနေတောက်တာရှိတယ်အာနာပြီးတော့ဖြစ်လေတစ်ခွက်တောက်လိုက်တာရှိတယ်ဟုတ်ပြီတောက်တဲ့ဒီကတော့အမျိုးမျိုးပဲအကြောင်းပြချက်ပေါ်လာတာတောက်လိုက်ပြီဒါကဘာလဲဆိုရင်ကျွန်တော်တို့စိတ်ကိုအလိုလိုက်မတောက်ရင်ရဘူးကျွန်တော်တို့စိတ်ကဘာလို့လဲလက်ခံလိုက်တယ်အားနာတယ်တောက်လိုက်တော့ပါလေအားနာတယ်ပြောရလေဒါမှတောက်ရဘူးဆိုတော့ကိုသိတယ်ဘာဖြစ်လဲငွေချင်းကိုပြောပြရင်လည်းဆက်ခံပါပဲအမေကိုတောက်တာလို့ပဲအေးရတယ်ဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လဲအားနာပြီးတော့ကိုယ်စိတ်ကိုတော့တောက်လိုက်အလိုလိုက်တဲ့အခါကျတော့အရက်တစ်ခွက်တောက်လိုက်တစ်ခွက်တောက်ပြီးတော့ဗာဖြစ်အားမထူးပါဘူးတစ်ခွက်ဝင်တော့ဗာဖြစ်လဲအဲ့ဒီရဲတာလေတစ်ခွက်ကျတော့ဗာဖြစ်ကိုယ်ကလည်းအချက်လေးပြီးတော့ငဲ့တော့အထက်မှာတော့သူများငဲ့ပြီးမှာတော့ကိုထဲမှာတော့ဘာလေးခွက်ငါးခွက်လောက်ကျဟဲ့ထပ်มาလိုက်အောင်စိတ်ကျွန်တော်တို့ရဲ့စိတ်အဲ့ဒီလိုဖြစ်တဲ့ခါမှာကောင်းတဲ့မောင်းလိုက်တဲ့ခါလိုက်ပါဖြစ်accident ဖြစ်တယ်တော့ဒီ accident ဖြစ်သွားပြီ cycle accident car accident ဖြစ်သွားတဲ့ခါကျတော့ဘာပြောလို့လဲကျွန်တော်တို့ကလုပ်တယ်စာရန်ကလုပ်တယ်စာရန်လို့ဒီလိုလဲကျွန်တော်တို့ကိုယ်လည်းလုပ်တာဒါကြောင့်မလို့ဒါကုတ်ကစက်တော်ကပြောတာကအပြစ်သွေးဆောင်ခြင်းနဲ့နော်အပြစ်သွေးဆောင်ကကြီးမိုင်းမဖြစ်လေသူတော့တည်ခြင်းတည်ရုပ်ရည်ဟုတ်တယ်ဒါကြောင့်မလို့အပြစ်ရဲ့အခါကရှိနေတယ်နော်အပြစ်သွေးဆောင်ခြင်းကဆရာပြောဆရာကြားလာခဲ့ရဟာကိုလည်းဖွင့်နေတာကစာရဏသွေးဆောင်တာမဟုတ်ဘူးလူလေစီကျွန်တော်တို့ကိုယ်တိုင်ကစိတ်ကိုထည့်လိုက်တယ်လုံလိုက်တယ်ကျွန်တော်တို့စိတ်ကိုကျွန်တော်ထိန်းနိုင်ရင်ဘာဖြစ်လဲပေါင်းလားပေါင်း
နော်အဲကြောင့်မလို့စိတ်ရဲ့အလုံးတိုင်းကြောင့်မဖြစ်လေအပြစ်သေးဆောင်ခြင်းနဲ့ကိုကြောက်ပါအပြစ်လို့ဒါကအရင်တောက်တာပဲဟုတ်ပြီဒါမြားတိုက်တယ်လူတက်တဲ့အဖြစ်ကြောင့်တဲ့နော်လို့ပါတယ်စိတ်ကိုအလုံးလိုက်လိုက်တာအလုံးလိုက်လိုက်တဲ့ကဒီဒုစရိုက်မှုကဘာဖြစ်သွားလဲကြီးသွားတဲ့ကောင်ကလူတက်တဲ့ကြီးကိုဖြစ်သွားတာကျွန်တော်တို့ရဲ့စိတ်ကိုတော့ညီမဘုံမှာတည်းရှိကြတယ်ဟာညီမတဲ့ပေါင်းပဲလားကျွန်တော်တို့ကိုရွှေ့ကြတယ်အဲကြောင့်မလို့ပမာလို့ရှိတယ်ဒီခံနော်ဒီခံအားပါဖြစ်လေကိုယ်စိတ်ကိုထိမ့်မှဒီခံနိုင်တာကိုကိုယ်စိတ်မထိမ့်နိုင်ဒီခံနိုင်မဒီခံနိုင်ဘူးပမာလို့ကြောဒီခံရောညာဒီမရှိတဲ့လားဒီမရှိတဲ့မှာညာပြောတာကတော့လွယ်တာဟုတ်တယ်ဘောဖတ်ဖို့မဲ့တဲ့အဲ့ဒီလိုပါလေသူသားဟိုညှို့ချုပ်နေတဲ့တမျိုးပြောင်းတော့ဆိုတော့သူဖေကသူ့ပြောတယ်ငါသားတခြားတမျိုးရောက်တယ်ဆိုရင်ဒီခံအိမ်ကနေပြောတာအိမ်ကနေကားပေါ်မှာကတာဒီခံတော့သူသားဘယ်ရတော့ရယူထုတ်လဲဖြစ်နေသူ့ဖေကပြောတယ်ဒီခံပြောတယ်နောက်ဆုံးယထာဘူလာရောက်တဲ့အချိန်လေကတာဒီခံနားအောင်ပြရတယ်ဒါကြီးလာပြီသူကပြောရမြင်တတ်သူကညွန်ချုပ်တော့ဖြစ်နေပြီကွာယထာဘူတက်တဲ့အချိန်ငါတာဒီခံနဲ့ဟိုင်ခေါ်ရောက်ပြီဒီခံထွက်ခါနေကြည့်ဦးဒီခံနောက်ဆုံးသူကဖြစ်တော့တယ်ตีมခံတယ်သူစိတ်ကိုဒီပါခဲ့တယ်မထိုင်နိုင်ဘူးတော့ဆရာပြောချင်တာကစိတ်အလိုလိုက်မှုကတော့လေးပါဝါသူကတတိယတိန်းတော့ကာလဖြစ်တယ်ဟုတ်သွားတယ်ဆိုတော့ဒီပြည့်သွေးဆောင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အရာအားလုံးကြီးစာနာကြောင့်မဟုတ်ဘူးကျွန်တော်တို့ရဲ့စိတ်ကိုမလူလိုက်ခဲ့ဒီမှာနောက်တစ်ခုသူ့ပေါ်မှာလေမယားတွေသမီးစားတွေဘာဖြစ်ကြလဲသမီးစားတွေဟာအခုရမဖြစ်တော့ဘူးရမဖြစ်တော့ဘူးချစ်ကြတယ်သမီးစားတွေလက်မထပ်ခင်မှာဖြစ်တယ်ချစ်ကြတယ်အမေရိကန်ကတော့ဒါလုံးဝပြီးဆိုင်ဟုတ်လားသူရဲ့အတွေးကတော့ပြီးဆိုင်ဒါပေမဲ့ဖျားကြီးရဲ့ရှိမှဖြစ်တယ်လက်ထပ်ခင်မှာပြရတယ်တန်ရှင်းစွာနေရသမီးစားတွေဘာလို့လက်ထပ်ခင်မှာချစ်ကြတယ်စိတ်အလိုတိုင်းကြောင့်ကိုတိတယ်ဒါကလက်မထက်ခင်မှာဒါမလို့ရဘူးကျမ်းစာထဲမှာလည်းပြောမှာသူတို့ဘာသာပြီးကိုမဖြစ်မှာရဒီလိုရေးထားတယ်တိတယ်ဒါပေမဲ့ကျွန်တော်တော့ဖြစ်လေစိတ်ထိန်လားအေးမာဒါမှချစ်တယ်ငါဟိုပဲငါဘဲငါစောပဲနောက်တနေ့ကျရင်ငါယူမှာပဲဟုတ်လားအဲ့ဒီစိတ်နဲ့ကိုစိတ်ကိုဘာလုပ်လဲကာဘာလုပ်ပြီးစိတ်ကိုလိုက်လိုက်တော့ဘာဖြစ်လဲတရားခင်ရှိမှာအပြည့်ဘာသာပါလဲဆိုတော့စိတ်အလုံးလိုက်ဒါကြောင့်မလို့ဆရာဆိုလို့ဆန္ဒကအပြည့်သွေးဆောင်ခြင်းဆိုတာဒီဘယ်သူကလုပ်တာလဲဒါကြောင့်မလို့ဆရာတို့ကအပြည့်သွေးဆောင်ခြင်းကိုလိုက်ပါတော့ရှိသေးခြင်းတော့ဖြစ်တယ်ဒါအော်ဘယ်လိုပါဒီတရားမျိုးကတော့လာတရားမျိုးကိုကြော်လွားနိုင်တဲ့သူကဘာဖြစ်လဲကောင်းခြင်းရှိတယ်သင်ကြတော့ဘာဖြစ်လဲကောင်းခြင်းရှိလားလုံးဝမရှိဘူးဘာပဲရှိလဲအေးခြင်းရှိတယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်ကြလဲဆိုတော့သူ့ကိုဖြစ်ပြီးဆို
ဘူးတောက်စားပြီးသူဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုဘလို့တော့တက်ဖြစ်တယ်လေ စားရ စားလာလို့မဟုတ်ဘူးဘုရားတခင်ကငါ့ကိုစုံစမ်းတယ်လို့ပြောတယ်နော်ဟုတ်လားတတိထားဖို့လို့ကျမ်းစာထဲမှာအပြည့်သွေးဆောင်တယ်គឺရှင်ညမှာဘာလဲငါဆိုဒါမျိုးတွေကဒီမှာကျွန်တော်တို့ယုံကြည်သူတွေကဘာဖြစ်လဲတတိမထားကြောက်ဒီအပြည့်သွေးဆောင်ခြင်းကိုဒါကြောင့်မလို့ဒီအပြည့်သွေးဆောင်ခြင်းကိုကျွန်တော်တို့ကပို့ပြီးတော့တတိထားဖို့တယ်ကျမ်းစာထဲမှာအပြည့်သွေးဆောင်ခြင်းကိုရောက်သွားတဲ့သူတွေရှိတယ်ဆရာဘုရားဥပမာပေးခြင်းလေဆိုဒါဝိသက်တော်စဉ်းစားကြည့်ဘယ်လိုဖြစ်လဲဘုရားသခင်နဲ့ပါလေယာဒီကလေဘောလျာကြီးကတော့မဖြစ်လေနေနဲ့တူတတ်နိုင်တယ်ဣသရေလထဲမှာအတော်ဆုံးစစ်တရေတွေစစ်ဘူတွေပေါ့နော်ဘူကြီးတွေဘာညာရှိတော့လေသူတို့တွေကဘာဖြစ်လဲတိုက်ရဲလားတိုက်ရဲမတိုက်ရဲဘူးဒါပေမဲ့ဘာဝိတ်ကဘုရားသခင်ကသူ့ကိုပွဲကားတယ်သူ့ကိုသုံးတယ်ဆိုတော့သိတဲ့အကြောင်းမို့ရှောလူကိုပြောတယ်ဆိုရှောလူကလည်းဘာဖြစ်လဲကွန်ပျူတာဒါမှမဟုတ်နဲ့ဆန်လာနေချင်တာရှောလူကဘာကြောင့်ဒါဝိတ်ကိုခွင့်ပြုလာလဲအဲ့တော့ကြီးလူငယ်လေးတယောက်ကဟိုးသူစစ်သားတယ်တယောက်မှမတိုက်ရဲတဲ့ဂေါလျက်ကိုလူငယ်လေးဒါဝိတ်ကတိုက်တယ်သူကစစ်ရေးလည်းမတတ်ဘူးအဲ့ဒါစံသားကြည့်ဒါပေမဲ့ရှောလူအသက်တာကိုလည်းပြန်ကြည့်တဲ့အခါမှာဖယားကသူဝေးတယ်ဆိုပြီးဖယားကရှောလူရဲ့အသက်တာနဲ့ဒါဝိတ်ရဲ့အသက်တာအစပိုင်းမှာကြည့်ကြ။အားကြောင့်မို့သူကဖယားကိုပြောတယ်။အခုဒါဝိတ်ကဘုရုနာမနဲ့လာတယ်။ဖယားနဲ့နာမလာတယ်သူကဖြစ်တယ်။လက်ခံလိုက်။နိုင်တယ်ဆိုတာဒီပြီးတော့အဲ့ဒီမှာဒါဝိတ်ကိုခွန်ပြုလိုက်တယ်ဒါဝိတ်ကနာမကြီးသွားတော့ဗျာသူကဖြစ်နေတယ်ဟုတ်လားအဲဒါဝိတ်အတောင်းတောင်းရှောလူအတောင်းဆိုတော့ရှောလူကဟုတ်လားကြာရောနော်ဒါသူရဲ့ကြာမဲ့အစပိုင်းအစပြုတာတော့နောက်ပိုင်းမှာသူဒါဝိတ်ကိုညားလိုက်တယ်ဒါဟုတ်ပြီကြော်သွားရောက်ကြော်သွားလိုက်တော့ဒါဝိတ်ကဟုတ်ပြီဘယင်ဖြစ်လာနော်ဘယင်ဖြစ်လာပြီဘုရားသခင်ရဲ့ပါလေဗိမာန်တော်ဗဒငင်တက်တာကိုလည်းဒီဘာလို့လဲတေခွင့်ရတယ်နော်ဒါထိတ်ထိတ်ခွင့်ရတာဟုတ်ပြီဒါဆိုတော့ဒါဝိတ်ကအဲ့လောက်ကြီးဖြစ်လာပြီဘုရားသခင်ကအားတောင်းတာကိုသိတယ်နောက်ဘာဖြစ်သေးလဲဒီမင်းမိမမရှိဘူးဒီမှာမိမနဲ့ဟဲ့လေကြည့်တော့အဲ့မှာလည်းဒါဝိတ်ကဘယ်ကနေတက်ကြည့်လဲနေသားဆောင်ရတယ်ကြည့်တယ်ပြောနော်သူနေတဲ့ဆိုင်ကနေကြည့်တာနေဟောကြည့်တော့ဘယ်သူတော့တွေ့လဲအရှိတော့သူရဲ့စက်တူကြီးကိုရီးယားရဲ့အဒီဆိုအဲ့ဒီမှာစဉ်းစားဆရာပြန်စဉ်းစားကြည့်တယ်ဒီကိုရီးယားရဲ့မိန်းမလေးဘာလို့ဒါဝိတ်မြင်ရတော့ဒီချိုးရတာလဲဟုတ်ဆိုလားရှိတယ်ဒါဝိရှိနေမှမသိဘူးဘာလဲတဲ့ကာမရှိနေဘူးစစ်တူကြီးရတယ်ဟိုခုခေတ်ကပြောဝင်းတဲ့ channel ပေါ့နော်ဧကကြီးရှိပါဗောရေချိုးကန်တယ်လေခုခေတ်ရေကန်တယ်ကိုအိမ်မှာကိုပါမလားအဲ့လိုရှိပါဗောဆိုတော့သူလည်းသူ့အိမ်မှာဆိုရင်ပြင်းမယ်လေတယောက်တည်းကိုစစ်တူကြီးအိမ်ဆိုဘယ်လိုလာရင်းလဲဘယ်လိုလာရင်းလဲစောက်သွားလေစစ်တူကြီးကခဏခဏဟောဖြစ်လေရှိတန်းသွားအမျိုးသမီးကဘာဖြစ်လာလဲရေလိုစကားပြောပြင်းလာတယ်ပေါ့ပြင်းလာတော့ရေခဏခဏချိုးတော့ဩအဲ့တော့ဒါဝိတ်ကလည်းဟဲ့လေခဏခဏဘယ်နေပေါ့ပါလာဒီမှာကြည့်တော့တော့ဆိုတော့ဒါဝိတ်ကတစ်ခေါက်မြင်လိုက်တယ်လည်းမဖြစ်သွားတယ်စိတ်ဝင်စားတော့လားသူစိတ်ကလေးပါဟဲ့လေလိုက်စိတ်ဖိနေမသိနိုင်တော့သူ့မှာအများကြီးပဲမိမတွေအများကြီးပဲဇာတ်နဲ့သူကဘာဖြစ်လဲဟိုတယောက်ကိုမြင်လိုက်တယ်သူစိတ်ကမသိနိုင်တော့ဘာလို့လဲဒါကအိမ်ထောင်ရှိတဲ့မယောက်ျားက
ခြားအမှုတာအမှုတမီးစမဲ့လို့ဒါထဲမှာပြောပြီးသားနော်ဘယ်လိုပညာတော်စေပါမှာပါတယ်ဒါဝိတ်ကဘာဖြစ်လာလဲဆိုတော့အဖောက်မြင်လိုက်တာနဲ့သူ့စိတ်ကိုသူအလုံးလိုက်လိုက်တာအလုံးလိုက်လိုက်တာကြောင့်မလို့သူဘာဖြစ်သွားလဲသူယောက်ျားဘာဖြစ်လဲရှေ့တန်းကိုကိုယ်လေသူယောက်ျားကိုမသိသေးအောင်တတ်ဒီမှာချင်းအပြစ်ဒုစရိုက်ဝင်လာတဲ့အတွက်သူ့ကိုကာဖယ်ပေးနေတဲ့စစ်ကူကြီးဥရိယကိုမလုပ်လိုက်နဲ့ဟုတ်လိုက်စာရဏတက်ခိုင်းတာလားဖျားလာတက်ခိုင်းတာသူကျန်စီပြီလေဒီနေ့မှလုပ်ချင်တယ်ဒီနေ့မှလုပ်ချင်တော့သူ့မှာယောက်ျားလေးရှိနေတယ်ယူလို့ရောက်လာမရတော့ဘာလို့လဲဆိုကြံပြီဟုတ်တယ်ကြံစီပြီးတော့ရှေ့တန်းမှာတပ်လိုက်နောက်တော့မိမသူရမိမကိုလုပ်လိုက်တယ်ယူလိုက်အဲ့ဒီအချိန်အခါကစပြီးတော့ဒါဝိရဲ့အိမ်တော်ဣတာစုမှာတည်တဲ့အချိန်တက်တာသူရဲ့သမီးအနေနဲ့တော့ဘယ်သူကမသိချင်လဲသူရဲ့ကာဆင်ကလည်းမရှိသူကအဘရှလုံကသူ့ပါတော့တယ်ဘောလို့နော်အဲ့ဒီအချိန်ကစပြီးတော့သူမိသားစုထဲမှာတဏှာတွေအဲ့ဘဝမငြိမ်းချမ်းတော့တော့အပြစ်လောက်လိုက်တဲ့အတွက်ဒုစရိုက်ဝင်လာဒါကြောင့်မလို့ဆရာဆိုလို့ကျွန်တော်တို့ကစိတ်အလိုလိုက်လိုက်ပါတယ်လေတွေးဆောင်ချင်းကိုခိုင်းလို့ဒါကြောင့်ဆရာဆိုလို့ကျွန်တော်တို့သိဖို့သိရအဲ့ဒီစိတ်ကိုသိရင်သိဖို့သိထုတ်နိုင်ရဟောဘလို့လေဆရာပြောတာနင်တို့လက်ခံနိုင်လားလက်ခံနိုင်လို့ဆိုတော့ပြောလို့ရတယ်နော်ဆရာတော့ဒီလိုကျွန်တော်မြင်တာဒီလိုဆွေးနွေးလို့ရတယ်နော်ဟုတ်ဒါကဆရာတို့ရဲ့အပြစ်တွေးဆောင်ခြင်းကစာတယ်ပေါ့တရားရင်ပေါ့ဒီကြောင့်ကိုယ်စိတ်ကြောင့်ဆရာအဲ့လိုဆိုရင်ကိုယ့်ရဲ့ဇာတိစိတ်ကြောင့်ပြောမှာဇာတိစိတ်ပြောမှာနော်ဇာတိစိတ်ဟုတ်တယ်ဇာတိစိတ်ကြောင့်ဖြစ်လာတဲ့အဲ့လိုပြောလို့ရတယ်ဇာတိစိတ်ကဒီလိုလေဟိုဟင်းကိုချူရပါဠိလေးချူရမှာဇာတိစိတ်ကအဲ့မှာလည်းထပ်ရှင်းမယ်ဆိုရင်ဆရာတို့ကတတိယပတ်တော်ကိုလက်ခံလိုက်တဲ့စိတ်ကစပြီးတော့ဇာတိစိတ်ကကြောက်သွားတာကြောက်သွားပြီလို့ထင်လားမကြောက်ဘူးဇာတိစိတ်ကနှုတ်သွားတာနော်ဇာတိစိတ်ကနှုတ်သွားတာဘာလို့လဲဆိုတော့သူ့ထက်ပါဝါကြီးတယ်ဝိညာဉ်ကလာလိုက်တယ်ဝိညာဉ်ကဆရာတို့ကိုထုတ်လိုက်တာဝင်လာတဲ့ခါမှာသူကလည်းနှုတ်သွားဒါပေမဲ့ဆရာတို့ကဝင်လာတဲ့ဝိညာဉ်ကိုဆရာတို့ကအခွင့်မပေးရပါတယ်ဒီတော့ပြန်ထလာအနေတော့ပြန်ထလာအေးအဲ့ဒီတော့ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုရင်ခဏဘောလေသူဘာလို့အပြစ်တင်ခြင်းနဲ့စိတ်ကပေါ်လာတယ်ဟုတ်ပါတယ်အဲ့ဒါကြီးကအလုပ်လုပ်အဲ့ဒီကအလုပ်လုပ်နေတယ်ဒါဘုံကဘာလို့အောင်လဲဒီဝိညာဉ်နဲ့ဘာလို့ထုတ်တာကျမ်းစာထဲမှာပြောတယ်နော်သူဘာလို့အပြစ်ပြောတာကမကောင်းဘူးဟုတ်တယ်နော်သူဘာလို့ပြောကောင်းခြင်းစီတာလေပြောအဲ့မဲ့ဆရာတို့ကယုံကြည်သူတွေကဘာပြောလဲသူဘာလို့ကောင်းတာပြောရင်ကျွန်တော်တို့ရဲ့စိတ်ကပျော်လာပျော်ဟုတ်လားတတိထားပြီလားတော့ကိုပြန်တုံးတက်ပြီသူဘာလို့ကောင်းတဲ့စိတ်နဲ့စကားပြောတာလဲသူဘာလို့အပြစ်တဲ့စကားပြောတာကဆရာတို့တရားပို့ပြီးကျင့်ရတယ်မကောင်းတာဟုတ်လား
ပြောရတာအရသာရှိလို့ဖြစ်တယ် အဲ့ဒီရရောက်တော့အရသာဆိုတဲ့ဟာကြီးကကျွန်တော်တို့ကိုချိန်သက်နေတယ်ဒါပေမဲ့အဲ့ဒီရကမဟုတ်ဘူးစိတ်လည်းအချမ်းသာဘူးဇာဆိုလို့ချင်တဲ့အဲ့ဒါပဲဇာခရဇာတိကြောက်ဖြစ်တယ်ဟုတ်တယ်ဇာတိကတစ်ခါတည်းကြောက်သွားတာကိုကျွန်တော်တို့ပြရတယ်ကတော့လက်ခံလိုက်တဲ့အခါမှာဝိညာဉ်တော်ကဆရာတို့ခေါ်အားပေးမယ်ကျမ်းစာဖတ်တယ်နော်ကျမ်းစာဖတ်မယ်ခေါ်အားပေးမယ်သိတယ်ငါလုပ်ရမယ်ဘယ်လိုလုပ်ရမယ်အဲ့ဒီလိုလုပ်ရင်ဘယ်လိုအကျိုးရှိမယ်ဆိုတော့လည်းမသိဘူးလားသိတယ်ဒါပေမဲ့ဆရာတို့ကသိတဲ့အဆင့်မှာရပ်နေလို့မရဘူးအဲ့ဒီသိတဲ့ဟာကိုရှင်းသုံးရဟုတ်နာပေါ့လားအဲ့ဆိုဆရာအဲ့ဒီတည်ပြီးတော့မကျင့်သုံးရင်ဘာဖြစ်တတ်တယ်လဲဆိုဥပမာဒီရှားเจ้าကိုလာလို့ဒီလိုလမ်းကြောင်းသိဘူးလားဘယ်လိုလာရမယ်ဆိုတော့လေနင်တို့မလာရင်ရမလားရတယ်ဘယ်လိုကြောက်ရမလာဘဲနဲ့ဘုရားเจ้าကိုမရောက်ဘူးမလာလို့ရလားလို့ကြောက်ဟုတ်ကဲ့ဆရာပြောတာလည်းဘယ်ပါလဲဒီတော့မလာဘဲနဲ့ဘုရားเจ้าကိုရောက်ပါတော့ရောက်တယ်ဘာလို့လဲဆိုကိုယ်တိုင်လာမအဲ့ဒီတည်တဲ့လမ်းကိုလာမဒီကိုရောက်မယ်ဆိုတာသိကြတယ်အဲ့ဒီလိုပဲတမန်ကျမ်းစာဆိုတာကဖတ်ရုံမဟုတ်ဘူးသိရုံတည်းရောက်ကျင့်ရကျင့်တယ်ဆိုလို့ဘုရားဘာသာကျင့်စေတော့ကောင်းမှာတယ်ဆရာတော်ကဘာကြောက်တယ်လဲဆိုကျင့်မှာလို့ပြောရင်ကြောက်တယ်သူကကျင့်စေတဲ့ကောင်းမှာပါဆရာတော်လက်ကျင့်ရတယ်ခရိယာကြီးကကျမ်းစာကိုကြည့်ပြီးတော့လက်ကျင့်ရမှာခုနပြောသူတစ်ပါးကိုကောင်းကြီးဖြစ်စေမယ်ဆိုတော့ဟာပြန်ပြောရင်ကြားလိုက်ဝိညာဉ်ကပြောပါသူတစ်ပါးကိုအပြစ်ပဲတင်တဲ့စကားပြောနေပြီးတွေးနေလို့ရှိရင်ကျွန်တော်စိတ်တော့မငြိမ်သက်ဘူးပူလောင်ခြင်းဟုတ်လားဒါကြောင့်မလို့အပြစ်တွေးဆောင်ခြင်းမှာခုနဘာကြောင့်လဲစာတိပေါ့ဇာတိနဲ့ဝိညာဉ်တော်ကနှစ်ပတ်လုံးနေပြီဒါကြောင့်ပေါ်လူကတော့ဒီဆရာတော်ကဘုန်းနဲ့နှစ်ပတ်လုံးနေတယ်ဝိညာဉ်ဇိုးတွေနဲ့တိုက်လာနေရတယ်ဆိုတော့အဲ့ဒါဝိညာဉ်ကိုကျွန်တော်တို့ကဝိညာဉ်တော်နှုတ်ကပတ်တော်နဲ့မတိုက်ရင်ဘလုံးမှမနိုင်ဘူးအပြစ်တွေးဆောင်ခြင်းဒီကိုမရောက်ဘူးလားကျွန်တော်တို့ကပြရတယ်စင်ချရမယ်တိထားမယ်တိပြီးဆိုတော့ဒါကိုထိန်းဖို့ထိန်းရမယ်နော်ဒါကအပြစ်တွေးဆောင်ခြင်းတစ်မျိုးကိုဆက်ဖို့ပြောချင်တယ်အဲ့နော်ဒီလိုတင်ပါတယ်ခေါ်တာဇာတိဆိုတော့ပြောပြတယ်ဒါဆိုရင်ဆရာထင်တဲ့ဒီချိန်ဒါကြားထားပြီဆိုတော့နောက်ဆိုရင်တော့အပြည့်တွေးဆောင်ခြင်းဆိုတာဆရာတို့နိုင်ပြီပေါ့နော်ဟုတ်လားအဲ့ဒီများချာမှာလည်းကြည့်လိလင်များနဲ့ချစ်ချစ်ခင်ခင်နေပါပြမပြောလားပြောတယ်ဒါနဲ့ဆက်မကြည့်လေဆရာတို့အနေနဲ့ဒီထောင်မှာဘယ်နှခေါက်ကျော်ရှင်နဲ့ချိန်ကများ50 40တော့ဖြစ်သွားတယ်သူနဲ့ဆက်တော့ဟုတ်လားစကားပြောနေမှာဖြစ်လာတယ်ညံဖြစ်လာဘာကျူရှိရဖြစ်တော့ဖြစ်တယ်သူကသူနေကိုယ့်ကိုယ်လေးကိုယ်စိတ်ခံစားကိုယ် feel လေးနဲ့ကိုယ်ပြင်ပန်းတယ်မပြင်ပန်းဘူးလားပြင်ပန်းတယ်ပြင်ပန်းတယ်မိုးတယ်ဘာလို့လဲလင်မယားအဖြစ်နေရတဲ့အကွက်ပြားပေးတယ်ပြားပေးတဲ့အချိန်မှာဆရာတို့ကအဲ့ဒီအချိန်ကိုဖြစ်တယ်အကျိုးရှိအောင်တော့မှာကိုယ့်ရဲ့အိမ်ထောင်ကိုကြည့်ပြီးကြုံရအောင်တယ်ခေါ်အားရဟုတ်တယ်မလားလူငယ်တွေကကြည့်တယ်လူပြိုတွေကကြည့်တယ်အိမ်ထောင်တွေကိုအိမ်ထောင်ရှိတယ်ဒီအိမ်ထောင်ဘယ်လိုလဲဒီအိမ်ထောင်ကဘယ်လိုလဲဒီအိမ်ထောင်ကဘယ်လိုလဲအဲ့ဒါတွေကြည့်ပြီးမှသူတို့ကအားအိမ်ထောင်ကြရင်တော့ငါလည်းဒီအိမ်ထောင်လို့ဖြစ်အောင်ကျိုးစားတယ်ဒါဆရာတို့ကလင်များဖြစ်သွားတဲ့အခါမှာဘာမှပြီးမဆိုင်တော့
တာလီမရှိမှတော့ခဲ့တယ်မပြောဘူးလားစူတယ်မင်းကဒီလိုလိုက်အမတာလီမြတ်မတွေ့ဘူးထင်လားတွေ့တယ်ကြားနေတယ်နော်ကြားပြီးတော့ဘယ်ရောက်သွားလဲ စိတ်ပဲ အဲ့ဒီခါကျသူတို့ကြီးလာတော့ပါခဲ့တယ်ဟာဒီနေရာဒီလိုပဲ စိတ်တယ်ရတော့ ဒါဟုတ်တော့ကျန်တာကဆရာတို့ရဲ့အပြစ်ပေးဆောင်ခြင်းဆိုတာဆရာတို့ရဲ့စိတ်ကိုအလိုတိုက်လိုက်တာကြောင့်လူစီရိုက်ဆိုတာဒီပေါ်လာတယ်လူစိတ်ကကြီး ဒီလိုလေး ဒီပေါ်လာဖြစ်တယ်ကဲတော့ကြောက်စရာကောင်း